ပါတယ်ဗီတာမင်နဲ့ဆိုင်တွေပါလင်းတို့သူတရားပွဲတော်ကြီးမှာရောက်ရှိနေတာပါပဲရှင်ကဲချစ်တော်လေးဒါ live နဲ့ပြီးတော့ပြပေးလိုက်တယ်နော် မိုက်ခရိုဖုန်းလေးတင်နေပါအောင်ရှင်အတူတန်လေးရင်ကြားကြည့်မယ်ဒေတာဆိုင်စီဘယ်လိုတန်လေးရင်ကြားကြည့်မယ်ညတော့ညနေနဲ့ဆိုင်နေစီလေးမိတ်ဆက်ပြီးတော့နောက်ဆက်ကားလေးပြောပြပါအောင်ကဲချစ်တယ်ဆိုလို့ရှိရင်အသေးလေးနဲ့ပြီးလို့ရပါတယ်ကဲကျုံအစင်းလေးတော့ရပြီအားလုံးကနာဟုတ်ကဲ့ပါကျွန်တော်တို့ဒီမှာမင်္ဂလာပါအားလုံးပဲအချင်းချင်းရဲ့ဆောင်းကြပါဒီလိုမျိုးတွေနိုင်နေတယ်ပြရတယ်။ညာရုံးနဲ့ဆက်ပြီးတော့ကျွန်တော်တို့အဆောင်တွေနိုင်ပြတော့မယ့်စီစဉ်တွေပါလို့အဆုံးအထိနေရမှာနော်။ဒီကောင်လေးကိုဆိုင်လေးရမလား။ဘယ်တော့ရှိပါဦးမောင်လေး။ဟုတ်ပြီ။ကလေးရှင်တွေစာပြီးပြရမှာဆိုတော့အားကြီးနေပြီနော်။ဒီကဆိုင်စီတော့ကျွန်တော်တို့ဆောင်နေတာ။မနေ့ကမှလေးအနေနဲ့ပါဆောင်နေတာလေဆိုတော့လည်းပြအောင်လည်းလေးထောင်ပေးလိုက်ပါဦး။ဒီကမင်းတက်ချာရယ်မှာအဲ့ဒါမင်းတက်ချာဟုတ်တယ်မလားအဲ့တော့တို့ဒီကဆိုင်လေးရောက်လာပြီဆိုတော့ဖိတ်ခေါ်ထားတဲ့ပြည်သက်တွေဦးစားပေးတဲ့ဒီကပဲအောက်မှာပြန်ပြီးတော့ကျွန်တော်ကြည့်ရှုအားပေးပါဦးခင်ဗျာဒီကကောပြီးတော့ဒီကကောပြီးတော့โอเคအဲ့တော့သူတို့ကကူးရမှာကူးရမှာလေကူးရမှာနော်ကျဆိုရတာအဲ့တော့ဘာစီကမှလက်ဆရာမလို့ဘာစီပေါက်သွားပြီဆိုတော့လက်ဆရာလို့သူတို့ဒီလိုက်လက်တင်ထားတယ်ရက်တိရရင်ချိန်ရတာချိန်ရတယ်အဲ့ဆိုဘယ်လိုလဲအဲ့တော့ကျွန်တော်တို့လည်းဘေးကနေပြေးနေတယ်အဲ့တော့ကျွန်တော်လည်းကျော်ရည်စက်မှုလေးတွေကိုစားလို့ရပြီလားရပြီတဲ့ဒါပြီဆိုတော့ကျွန်တော်တို့ဂိမ်းလေးတစ်ခုအရင်ဆော့မယ်ပြီးရင်ဗီတာနဲ့ဆိုင်လေးတစ်ချိန်တစ်ပုတ်စီနဲ့ကြော်ပြမယ်အဲ့ဒါချိန်ကြလားဗီတာနဲ့ဆိုင်လေးတစ်ချိန်တစ်ပုတ်ကြော်ပြီးမှဂိမ်းဆော့ရမှာဂိမ်းဆော့မယ်ဒီဆောင်ပါဒီဆောင်ရဲ့ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကဒီစီပြပေးပါလိမ့်လားအဲ့ဒီကမ်းလာတဲ့မှာလက်စီရတဲ့သူတို့မြောက်ကိုစိတ်ကြည့်ရတယ်โอเคလို့နေနေကြည့်ရတာအမေလေးနော်အမေလေးဒီပြဒီပြကိုသွားပြီးတော့အုပ်ချုပ်ပြီးကြည့်ရတာပါမော်လေးနဲ့ထားတာဆိုဘုံတွေလည်းတောင်းရတာဆိုဟာအဲ့ဒါမော်ဒီကထားတယ်နော်အဲ့ဒါမော်ပါအဲ့ဒါမော်ပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဘယ်လိုရေးစားပါမလဲကျွန်တော်ဘိန်းစားတဲ့ကံမှာစီးကန်းချက်လေးပြောထားတယ်ဇေကတ်လေးနိုင်ကွဲသွားရင်အောက်ကလူတွေနဲ့အနာပြားဖြစ်ပါမယ်နော်နောက်ကိုလည်းစုပ်တယ်ပါတော့ဘယ်လိုစားလဲအမှန်မှန်ကိုကြည့်ရနော်နားနေပြီးတော့စားတယ်ဒီလိုတော့ကိုရောက်လာရင်ဒီကနော်နိုင်တဲ့ခက်ပါနေပြီပါပေါ်တော့ဒီလိုလိုက်တာအခုဒီပတ်စံအခုလည်းကောင်းကြတာအားရရှိဒီလိုကြမှာတော့နားအောင်ဝေးပြေထားကုန်မယ်ခင်ဗျာဟုတ်ပြီကျွန်တော်ဒီအတိတ်ရဲ့တောင်းကြည့်ပါမယ်နော်အဲ့တော့ဘာလို့ဆိုဗီတာမင်တော့ပြ
ဒီကြပြီလားမြောက်โอเคဒါလေးနောက်ထပ်လက်စီတော့မြောက်ဒီလူရဲ့ကဲနောက်ထပ်ဆိုင်တော့မြောက်ရောက်သွားပြီတယောက်ပဲရမယ်โอเคကျွန်တော်မတဲ့လက်ဆောင်ပေးတာလေးကျွန်တော်ပြီးပြီဒီမှာပုံစံဖြစ်နိုင်ရင်အဲ့ဒီလိုကြီးကိုစိုက်ကြည့်အောင်ပြောပို့ပေးပါချင်တယ်ဟောဒီဖက်နဲ့ပုံပေးနေတာအဲ့လိုပုံပေးနေတာအဲ့လိုပုံပေးနေတာဒါတော့မှဘာဖြစ်ရှိလဲတော့ဟုတ်တယ်ဒီလိုမျိုးပြစီတာကိုလိုမျိုးအဲ့တော့မထဝေနဲ့ကျွန်တော်လည်းတယောက်စီခေါ်ရလိုက်တော့ဟုတ်တယ်နော်ချစ်ဖို့ကောင်းနေတာအဖြစ်ပေါ့ချစ်ဖို့ကောင်းနေတာချစ်ဖို့ကောင်းနေပြန်ရွေးဖြစ်တာအဖြစ်ပေါ့လက်ချစ်ဖို့ကောင်းဒီမှာလက်ချစ်ဖို့ကောင်းတဲ့ကလေးလေးကောင်းမလေးနဲ့ဟုတ်တယ်ကလေးလေးတော့3မိနစ်ပဲရှိတယ်ဘူးဘယ်လိုကြောင့်ခေါ်လာအဲ့တော့ဂိမ်းစီကန်းလေးရင်ပြောပါမယ်ကျွန်တော်တို့ဗီတာနဲ့ရှိုင်းရဲ့ဖန်တယောက်စီကကိုယ့်ရဲ့အားပေးရတဲ့အိုင်တော်တွေရဲ့ဘေးနားမှာမတ်တရက်ပါကိုအားပေးရတဲ့အိုင်တော်တွေရဲ့ဘေးနားမှာမတ်တရက်မယ်ဟုတ်ပြီဗီတာမင်ဒီယိုလာပါဒီယိုလာမယ်ဒီနောက်လာရှိုင်းဒီယိုလာပါဟုတ်ပြီဗီတာမင်ကြီးလေးဒီဘက်နဲ့သူစစ်ဒီယိုလာပါလေးတစ်ခါမှဒီမယ်ဟုတ်ပြီဒီဘက်ကိုလက်မယ်ဟုတ်တယ်ဆေးလာဘိုင်လေးတွေပြီးမယ်โอเคတယောက်လက်လေးတွေတယောက်ချိန်လိုက်တစ်ဖက်စီပဲလက်လေးတွေတယောက်ချိန်လိုက်โอเคဟုတ်ပြီရှင်းနေတယ်နည်းနည်းလေးအဲ့တော့မက်ဆီရဲ့ဖန်ရဲ့ဗီတာမင်ရဲ့ဖန်ရာရှိုင်းရဲ့ဖန်တွေကသူတို့တယောက်ကျွန်တော်တို့3မိနစ်တယောက်ကိုတယောက်အချီဆိုင်တယ်အရင်ဆုံးလက်တော်ခတ်တဲ့ဘုရားအစိုးနော်အဲ့ဒါကမက်ဆီရဒိုင်းစီဗီလာအဲ့ဒါဒိုင်လူကြီးကမိုက်ကလုံးယူစီဗီလာစားလိုက်ရပြီဆိုရင်ပြောတော့စက်တာလေးနည်းနည်းယူနေတယ်နောက်လို့ပြန်ဆိုโอเคနောက်ရโอเคအဲ့တော့โอเคအဲ့တော့ဆရာကိုကြီးလည်းခဏလေးအောက်ကိုတင်ပြီးရိုက်နေပါတယ်တော့ပေါ်နေပြီအဲ့တော့ကျွန်တော်တမီးလေးကိုယ်နဲ့ဆိုင်နေဒီကိုပို့လို့လာတယ်ပါပေးကြည့်ပါလေအဲ့တော့မဆီโอเคဒီမှာတမီးလေးပါ sorry နောက်ပါအေးကြလိုက်ပါလက်စီဖုန်းလေးနိုင်လားတမီးလေးစမယ်ဆိုရင်ပြောတော့โอเคဆိုင်နေပြီနော် ready 3 2 go အကြည့်ရရှာလို့မရဘူးအကြည့်ရရှာလို့မရဘူးအကြည့်ရဖယ်လို့မရဘူးကြည့်ရမယ်အရင်ဆုံးပြုံးတဲ့လူအရင်ဆုံးရက်တောင်ခတ်တဲ့လူအစိုးလက်စီရဆိုင်ကလေးဒီမထိုင်နိုင်ဘူးလေလည်းဆက်လို့ပြောတာအဲ့တော့ကျွန်တော်တို့ကရှုံးတဲ့သူပါတဲ့နိုင်တဲ့သူတဲ့ပွင့်ချီရတယ်ဟာလားဟောအဲ့ဒါဆိုပွင့်ချီလို့မရဘူး
ဘူးဆိုရင်နော်လက်ဆွဲပြီးတော့အရှိကိုဘာမှတော့ရှောက်ကြအောင်လက်ဆွဲပြီးရှောက်မယ်လက်ဆွဲပြီးတော့ဒီကျင်းလားကျင်းမပွဲတဲ့ပြည်လားကျင်းလားဆိုတော့ကျင်းလားမကျင်းတော့ဘယ်တော့โอเคဖတ်ကောင်းမယ်ဖတ်ကောင်းရင်းမယ်အဲ့တော့ဒီကိန်းလေးမှာကျွန်တော်တို့ဒါဗီတာမင်ရဲ့ fan လေးရနေပြီးတော့သုဒ္ဓဆောင်ရရှိမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ဆိုချင်းမျိုးဓာတ်ပြည်တော်ရှင်စေရှင်နာစင်ကတက်ကန်ရှင်အန်တီမက်ဆန်ဒီကိုချစ်ခင်လေးသားစွာဖြင့်ဖိတ်ကြားရပါတယ်ခင်ဗျာမင်္ဂလာပါမချောပါရှင်โอเคမန္တလေးလက်ဆောင်လေးလက်ခံရရင်ပြပါအောင်ရှင်အဲ့တော့ဒီစုလက်ဆောင်လေးကတော့တကယ်ကိုဘောင်ရဆောင်လေးပြင်ပြပေးပါအောင်ရှင်โอเคဟာဗီတာမင် fan လေးလက်ခံပေးရပါပါဘာလို့လဲအသမီးဟုတ်ပြီဗီတာမင်နဲ့တူရမယ်ဟာအမမဆက်နေရတယ်ရောပေးပါမယ်ဟုတ်ပြီအမဆိုင်ဘက်ကနေပေးမယ်ဆိုင်မမင်းကရက်ရတယ်ရပါ ဘယ်တော့တင်နေရအောင်ဒီဆောင်ရှင်ရဲ့ဆင်ခြင်ရတဲ့လူအားလုံး ဒီလိုရှင်ရဲ့စေတနာလေးဒီဒါတမျိုးနဲ့ရှင်တယ်နောက်တမျိုးကျန်သေးတယ်နော်โอเคရရဲဆိုရပါမယ်အာဆွေမော်လည်းလက်ကောက်ဖြစ်ပါတယ်ခင်ဗျာဒီဆောင်ရှင်ရဲ့เนาะတကယ်ကိုကောင်းကောင်းရှင်းတာနဲ့ဒီဒါဆိုင်လို့လည်းမပြကိုယ်တိုင်ဝတ်ပေးပါပြီကိုယ်တိုင်ဝတ်ပေးပါပြီโอเค congratulations ပါကဲဆိုရင်ဒီစမှာဟုတ်ပါပြီကဲကျွန်တော် MB နဲ့တူတူဘုလိုလေးရပြစီရောက်ပြီဘုလိုလေးရပြပါအောင်ဗျာဒီလိုဝင်မယ်ဒီလိုဝင်မယ်ပြပေးတော့ဒါပြီးတော့ဆိုတော့โอเคပါအဲ့တော့နောက်ထပ်ကျွန်တော်ဂေးလေးခုအတွက်ပြင်ဆင်ကြအောင်နော် โอเคပါဒီတစ်ခါဒီစားနဲ့ဆိုင်တော့ရဲ့ဖန်လေးတွေဒီမှာစစ်ပေါ်မှာ3ယောက်ရောက်နေတယ်အဲ့တလုံးကတကူလဲဆုလိုက်တကူလဲဆုလိုက်တယ်ဘယ်ဘက်ကိုသွားမလဲတကူလဲသွားလိုက်တော့โอเคနောက်ထပ်3ယောက်ဖိတ်ခေါ်ပါ။ညာကြီးပဲ3ယောက်ပဲ3ယောက်ပြန်လာလို့ပြောတယ်လေ။ โอเคအခုလို့ခဏတော့ โอเคရှိနေပြီးသားဆိုကျွန်တော်ဒီညလည်း1ယောက်2ယောက်3ယောက်4ယောက်ဒီဘက်မှာ1ယောက်2ယောက်3ယောက်4ယောက်5ယောက်ဒီမှာလေးကဆွေးကြပြီးသားဆိုတော့ဆင်းလို့ရမယ်။ဟုတ်။ โอเคအဲ့ဒါ4ယောက်မှာကျွန်တော်ဒီမှာတော့ quiz လေးနေပြီမယ်နော်။ quiz လေးပြီးမယ်ဆိုဒီ quiz လေးမှာကျွန်တော်တို့မိုင်လေးတစ်လုံးပေးထားမယ်။ shine အတွက်မိုင်လေးတစ်လုံးပေးထားမယ်။ပြီးလို့ရှိရင်ဗီတာမင်အတွက်မိုင်လေးတစ်လုံးပေးထားမယ်။ဒီဘက်မှာလုံးရှိတယ်ရတယ်။ကိုယ့်ရဲ့ fan တွေကနေပြီးတော့တိကျ question ကိုဦးတဲ့သူကဖြေလို့ရတယ်။အမြန်ဆုံးနဲ့အမှန်ဆုံးဖြေနိုင်တဲ့ team ကတစ်မှတ်နော်။အားလုံးပေါင်း၄ခုစုပေါင်း5ခုရှိတယ်။3မှတ်2မှတ်နိုင်ဆုံးဖြစ်ပါတယ်။အဖို့ bonus ၄ခုတစ်ခုကတော့ Messi ရဲ့ fan အတွက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ Messi fan ဖြေနိုင်လို့ပဲလို့လေနော်။ဟုတ်ပြီ။အဲ့တော့နံပါတ်1 ready နော်။ကျွန်တော်တို့ကဝင်ပြရမှာလား။fan တွေကဖြေရမှာ။ဟုတ်ပြီ။လက်ကြည့်နေလို့အဲ့တော့တော်တော်လေးနဲ့မကန်ကန်ဖြေနိုင်တဲ့တစ်ဖြစ်ဖြစ်နော်။နံပါတ်1ပြည်လို့ရှိရင်စိတ်ရွှေနာဆိုင်ရဲ့ brand ကလားစိတ်စိတ်ဘယ်ဘက်ကရေးပြရတယ်ဟောဘယ်ဘက်ကဆုံးဖြတ်လိုက်မယ်ဟုတ်ပြီအဲ့ဆိုရင်ဒီဘက်က1 okay နောက်ထပ်ဒီဘက်ကနံပါတ်1ပြည်လို့ရှိရင်စိတ်ရွှေနာဆိုင်ရဲ့စတင်တည်ထောင်တဲ့ခုနှစ်2018
ဟုတ်တယ် 2000 အဲ့2010ကိုမကြော်ဘူးဖြစ်နေတာ ဘာဘူးဖြေရတယ်ဖြေမားနေပြီလို့ပြောနေတာโอเคရပြီတစ်ခါပဲဒီဘက်က option နံပါတ်2တူမမှန်သေးဘူးလူမမမှန်အောင် cancel နော်မမှန်တော့ဘူးဒီကောင်ဖြေလို့မရတော့ဘူးဖြေလို့မရတော့ဘူးပြီးပါပြီ cancel ပါโอเคဒီကတော့ပြေဆုံးရှင်စင်စင်နာဆိုင်ကနေပြီး rebranding ဖြစ်ပြီးလို့ထားတဲ့ slogan အသစ်ကဘာလဲ ပြေချင်းမရှိ ပြေဆုံးရှင်တဲ့သူမိသားဆိုင်လာပြီဆိုရင်မှန်ပါတယ်မှန်ပါတယ်အဲ့တော့ကျွန်တော်1-1ဖြစ်သွားပြီနော်1-1ဖြစ်သွားပါပြီဒီခါမက်ဆေ့ရဲ့ fan ကမေးခွန်းဖြစ်ပါတယ်မိသားဆိုင်ရဲ့ fan တွေဖြေလို့မရပါဘူးမက်ဆေ့ရဖြေလဲရတယ် fan ဖြေလဲရတယ်မက်ဆေ့ရကို fan လက်ဆောင်ရဖို့ကိုယ်လည်းဖြေလဲရတယ်โอเคဗေဒဆိုင်ရဲ့နှစ်ဦးလုံးအတူတူအရန် global ဖြစ်တဲ့ဇာတ်ကားဘေးကမမေးရသေးဘူး global ဖြစ်တဲ့ကားလို့ပဲပြောရသေးတယ်။ရေယာဒီမှာရိုက်တဲ့ဇာတ်ကားနာမည်ဖြေလိုက်တယ်နော်။ Okay ဘုရားဒီဘက်ဖြေရမလို့ဘူး message ရဲ့ fan ပဲဖြေရမှာလက်ဆောင်ရဖို့အတွက် Okay ပါတန်တော့ပါပြီ။အဲ့တော့ကျွန်တော်တို့ကဘုဘက်က1-1နဲ့ပဲတည်ရကြနေသေးတယ်နော်ဒီတခါဗေဒဆိုင်နဲ့မသက်ဆိုင်တဲ့ဘေကုန်းတစ်ခုထပ်ပေးပါမယ်။ဆိုင်တဲ့ဘက်ကလည်းဖြေပါဆိုင်ဘက်ကလည်းဖြေဖြေဗေဒဘက်ကလည်းဖြေဖြေပါမက်ဆေ့အကြိုက်ဆုံးယေရနာကဘာလဲမက်ဆေ့ကပြောပါဦးဟုတ်တယ်နော်ဟုတ်တယ်ဟုတ်တယ်အားဆိုရင်ဗေဒဘက်ကနိုင်သွားတာနော်ဟုတ်ပြီအားဆိုရင်ကျွန်တော်တို့ကနံပါတ်ပါဟုတ်ကဲ့အားဆိုရင်နောက်တဲ့ဘေးကောပါအပြင်ဖြေပါရမယ်နော်အဲ့ဘေးကလူတိုင်းသိတယ်မိုက်တွေခြင်ထားမယ်ဗေဒရှားရဲ့ anniversary နဲ့ကရက်တဲ့လားရက်တဲ့လားမှန်ပါတယ်စက်တင်ဘာ27ပါရက်နဲ့လာပဲပြောရမယ်ဆိုတော့အပူဆောင်ခုနှစ်နေပါပြောသွားတယ်โอเคအဲ့တော့ဒီကနောက်ဆုံးလေးကိုပါ အခုဒီနေရတော့ နောက်ဆုံးလေးကိုတော့နောက်ဆုံးလေးကိုပါအနိုင်ဆုံးပြန်ပြီးတော့ပေါ်ပါမယ်ပြည်သူရှင်စိတ်ရွှေနာဆိုင်စတင်တည်ထောင်တဲ့ခုနှစ်အခါပဲဖြစ်ဟုတ်ပြီဟာလေ2000ခေါ်ဘက2000ကိုစုံပတ်ပါတယ်ဒီမှာတော့ပြည်တယ်ဒါပေမဲ့ဒီဘက်ကိုဦးစားပေးလိုက်တော့လက်ဆောင်တစ်ဖက်ပြရပြီးသွားပြီဟမ်တပြောလို့မရဘူး တင်းအောင်ရှောင်းအောင်တဲ့အတွက်ထုတ်တယ်စင်းရတယ် အေးရတယ်ဒီစားတဲ့နေ့မှပြောမှာဟိုဘက်ကဘိုင်းနေပြောတော့ကိုကအရင်ကြား ဘဝကမဲ့ နော်โอเคပါအဲ့တော့ကျွန်တော်တို့ဆွေးနွေးဆောင်လေးချင်းပြပြဖို့အတွက်ကျွန်တော်တို့ရဲ့ကျေးဇူးရှင်စင်စင်သားဆိုင်ရာဖက်ကန်ရှင်အပြေမဆန်နေဖြစ်ပါတယ်ခင်ဗျာချစ်ခင်သွားတယ်ဖတ်မှဖိတ်ခေါ်ပါတယ်ဆွေးနွေးဆောင်လေး3ခုချင်းပြပြပါခင်ဗျာ3ခုပါလက်စီရဲ့ဖန်လေးတစ်ခုရဲ့လက်စီရဲ့ဖန်လေးတစ်ခုရဲ့ကျွန်တော်တို့ရှားရဲ့ဖန်လေးတစ်ခုရဲ့ဟုတ်ကဲ့ဒီဆောင်ရှင်လို့ပြောလိုက်ရင်လူသားဆန်းများရဲ့ရတိုင်းနဲ့ဒီလိုအားလုံးကတမိုးထားပြီးတော့ဝိဆင်ရတဲ့ရနာဆိုင်ကြီးရတစ်ခုဖြစ်ပါတယ်။ဒီဆောင်ရှင်ဆေးရွှေနာဆိုင်မှာဆိုရင်တော့ဒီဇိုင်းဆက်သစ်နှပ်ပါပြီးတော့ခန္ဓာနဲ့လက်ဝဲရနာတွေကိုဝိဆင်ခြင်းပဲဖြစ်ဖြစ်ရနာကိုစုဆောင်းဝင်သူတွေအတွက်ဝိဆင်ခြင်းပဲဖြစ်ဖြစ်အကောင်းဆုံးလက်ဝဲရနာတွေကိုဖန်တီးပြလာရောင်းချပေးနေတာဖြစ်ပါတယ်။အခုကျွန်တော်တို့အားလုံးကချစ်ခင်စွာနဲ့ဒီနေ့မှာရောက်ရှိနေကြတယ်။
ဒီစားတဲ့သူတွေကဒီတိုင်းနဲ့ဆိုင်တို့ကအမှတ်တရပေးရမှာဆော့ရလိုက်တော့ပေးပါမယ် လက်ဆောင်လေးချင်းချင်းပေးလိုက်ပါပြီโอเค လူတိုင်းရတာပါအဲ့ဆိုတော့စိုးပါ ဒီကိမှာ โอเคကဲဆိုင်ရဖန်လေးနိုင်ရတဲ့ကြောင့်မလို့လက်ခံပြီးတော့ခင်ဗျာစိတ်လက်ဆောင်လေးပါ ကျွန်တော်ဒီဆုံးရှင်ရဲ့ MP ကိုယ်တိုင်ရှင်းပြပေးမှာဖြစ်ပါတယ်ရှင်။ဒီလက်ခံများလေးကိုမြင်ပေးပါအောင်ရှင်။ဒီဆုံးရှင်ရဲ့သူဖန်တီးထားတဲ့ရွှေပါလုံးဒီကျုံလက်ကောက်လေးဖြစ်ပါတယ်။ရွှေပါလုံးလက်ကောက်လေးဖြစ်ပါတယ်။ဘာရပါတယ်။ ဒီပါလေအဲ့တော့စိတ်ရဲ့ဖန်လေးကအထူး special မိကုန်းလေးကိုလည်းလက်ခံပေးပါဦးခင်ဗျာ ဒီတော့ပြေဆုံးရှင်ရဲ့ဒီထောင်ထားတဲ့ခုနှစ်ကိုလည်းမအောင်ဖြစ်နိုင်တယ်ပြေဆုံးရှင်စင်ရှင်နာဆိုင်က2009ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။မမတွေ brand color ရောကတော့ ညလေးကလေးတက်ကကိုညီလေးတို့နှစ်ယောက်ရေးလိုက်ဒီမှာကျွန်တော်တို့ဘက်မှာကတ်3ကတ်ရှိတယ်ဒီကြတဲ့ဆိုင်တဲ့တယောက်ကတ်စီရေးပြီးရင်နှမ်းကြည့်ပြီးတော့ကိုချစ်တဲ့ဖန်ကိုကိုပေးလိုက် Oh my god ဘာတွေလဲဖတ်ပြလိုက်ပါဖတ်ပြလိုက်ပါပြပါပြုလုပ်ခွင့်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကဗီတာမင်ကကိုချစ်တဲ့ဖန်တယောက်ကိုပေးလိုက်ပါဆိုင်ရတော့စေဖူးရှင် Golden January ကနေပြီးတော့ cashback တစ်သိန်းဖြစ်ပါတယ်ခင်ဗျာ တသိန်းကြီးပါ စိုက်တဲ့သူတယောက်ကိုပေးလိုက်ပါ ဟိုတော့ကိုပဲယူလိုက်ပါ ဒီလေးကိုပေးရတယ်လို့လားကိုယ်ထဲမှာကိုကြီးကိုချစ်ဆုံးသူဟုတ်တယ်ကိုကြီးယူလိုက်တာအော်အဲ့ဆိုဒီ game ပါမချာတဲ့ဒီဟိုဟာ9ရက်ခိုင်တုံးက 90ရာခိုင်နှုန်းကဒါကကစားပွဲမှာအသက်3နှစ်ကနေပြီးတော့အသက်20လေးဆော်လို့ရတယ်အဲ့တယောက်ပေးလိုက်ပါဟုတ်ဒီမှာနောက်တစ်ယောက်ဖတ်ပြီးတယ်တော့ခုနကဖြစ်တော့ ဟိုမှာဖိုင်ကလပ်မှာကေဝေးဖောက်တယ် ဒီမှာတော့ဒီလိုပြရ ဝါ တိုင်းပေးလို့ရှိရင်ကြတော့အရားလိုက်တဲ့သူကအရားတယ်ဒီမှာဆိုသူကေဝေးနဲ့စကင်ဝေးတဲ့ယူနေတာ ဒီတိုင်းလေးဆို ပြီးလိုက်တော့အဲ့ဒါဆိုရင် ပေးလိုက်ကွာဘယ်သူပေးမှာ ကဲအများကြီးဖြစ်နေလို့အပေါ်ကနေပြီးတော့နောက်ထပ်ကအပေါ်ကြီးထပ်ယူလာတယ်ဒီလိုအစီအစဉ်ပါပဲအကုန်လုံးရှိုက်တဲ့တော့တော့ပြောတော့ယူဘာပေါ့လဲဆိုတော့မသိရဘူးရှိုက်တော့ယူပြီးကိုချစ်တဲ့သူကိုပေးလိုက်တော့နောက်လိုလည်းပေးပေးအောင်နောက်လိုလည်းပေးပေးအောင်နောက်လိုလည်းပေးပေးအောင် မာယော နောက်ကပုံစံတွေလည်းပေးပေးအောင်နော်ဒါကကန်စီလင်းစက်ကနေပြုလုပ်ပေးတယ်အမှန်တရားကိုပေါ်ရဆောင်နေပြပါတယ် โอเคရနာဒီပုံလုံးရဲ့ရနာဆိုင်လေးပါရနာဆိုင်တော့စစ်စစ်ပါ ဟေးခိုင်းနေတယ် 150ကျော်ပြည်ချင်းကရောင်းချပေးထားတယ်ရန်ကုန်မြို့ရဲ့အချိန်ကြီးနေရာတွေကတစ်ခုဖြစ်တဲ့ Thai City Complex မှာကျမတို့ရဲ့တရားကြောင်းနဲ့သူရင်းချုပ်တာလည်းရတနာချမ်းရတာဇီယဝဲတော်ကြီးပါအားကြောင့်ဒီလိုတွေအားလုံးအတွက်ကျူးလက်ဆောင်လေးပြုလုပ်ပေးထားတဲ့ Thai City Complex ကရောင်းချတဲ့များတော့လည်းကျေးဇူးများကြီးတင်ပါတယ် ကဲကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ game season လေးတဲ့သူအမတရားပျော်ပျော်ရွှင်ရွှင်နဲ့လက်ဆောင်တွေကိုနေသေးပြီးတော့တော့ဓာတ်ပုံရိုက်မယ်စေဘဝရှိရမယ်ဓာတ်ပုံရိုက်မယ်နော်ဓာတ်ပုံပြလိုက်ပါမယ်ဒီလေးလေးပါကျဆိုင်တို့ဖွဲ့နေဗီတာမင်တို့ဖွဲ့နေစီတို့ထွက်အရှိမထိုင်လို့ရတဲ့လူကထိုင်လိုက်ထိုင်လို့ရတယ်ထိုင်မယ်ဟုတ်ပြီဒီလိုရှိစေရင်တော့ရဲ့ဒုက္ခပရလေးကိုင်မယ် โอเค အပေါ်အလိုရတနာပါရပေးချင်တာနှလုံးသားလေးယူလိုက်တော့နော် ဒီလိုလေးရပါမယ် ။အားလုံးတော့ဖတ်တယ်။ဒါတော့
ကျွန်တော်ရဲ့ချစ်ချင်းမြတ်တာတွေကိုကိုစားပြုတဲ့အနေနဲ့ hashtag လေးပြပါဦးဗျာ โอเคခုလိုမျိုး Time City Compass ကနေကြီးဝန်းကျမပြုလုပ်တဲ့ဝိုင်းမှာ share ရတဲ့နေနဲ့တူတွေ့ဆုံလို့ရအောင်ရောရတနာချစ်သူတွေကိုတန်ဖိုးထားနေရော Data Shine ဆွေကိုဖိတ်ခေါ်ပေးတဲ့ပြေဆုံးရှင်ဆင်ရှင်နာစာနေတက်မကအောင်မြင်တိုးတက်ပါစေရနာဆိုင်ဝဲပေါင်းများစွာတိုးတက်ဖွင့်နိုင်ပြီးတော့ရနာရေးစနစ်ကိုတိုးပြီးတော့အများကြီးရဟောပါစေလို့ကျွန်တော်ပြုစုမှာတောင်းပေးပါတယ်အဲ့တော့ Data Shine ဆွေကိုဖိတ်ခေါ်ပေးတဲ့ပြေဆုံးရှင်တို့လက်ထောက်တဲ့အကျဉ်းကြပါရစေရှင် အဲ့တော့ iPad အတွက်သူတည်တဲ့ lucky roll စီစဉ်ပါမယ်အဲ့တော့ပထမဆုံးကျွန်တော်ဂိမ်းလေးစောင့်ပြီးသွားတဲ့အခါမှာဗီဒါဆိုင်တို့မပြတ်ခင် lucky roll စီစဉ်လေးတစ်ခုထည့်ပေးပါမယ်အခုလောလောဆယ်တော့ရှားရဲ့ဒီဆိုခေါ်ပြီးဖြစ်ပါတယ်ခင်ဗျာ不要管。 ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဒီနေ့ဒီလိုဆိုတဲ့ဒီလိုအချင်းလေးတစ်ပုဒ်ကိုပြောပြနေချင်ပါတယ်ခင်ဗျာအခုလိုဆိုင်တို့ကိုတိစုံဝင်ပေးတဲ့အတွက်လည်းဒီလိုရှင်ကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲကိုတက်ရှိစီဆိုတဲ့ဒီချင်းလေးကိုတန်းစီမှာချမ်းမြေဆိုကြအောင်နော်ဘုလိုလာရောက်ပေးတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ချစ်ကလေးနဲ့လည်းဒီခါရရှိပါစေပါတယ်မင်းကြောင့်ဒီလိုကိုတွေ့ရပါလေစင်ကြမ်းတဲ့ရှင်တွေဘယ်ခါပြလေဒီကြောင့်ပါပဲရှင်တဲ့ကိုယ်စီဘဝလေးရောရှင်ပြန်ပြီးသာရမေနေပဲဒီမွေတလေးကိုရဲ့တလေးရှိတဲ့ရဲ့ဆုံးနဲ့မဟာယာယာနာပါတယ်ဒီကြောင့်ပါပဲရှင်တဲ့ကိုယ်စီဘဝလေးရောရှင်ဝင်ပြီး
ဆက်ပြီးတော့ကျွန်တော်ဒီကဆိုင်ရဲ့ပြည်သူ့စစ်စီရင်နာခံလို့စီလို့ရဲ့ collaboration ဖြစ်ပါတယ်အဲ့တော့ဒီနေ့အစီအစဉ်မှာကျွန်တော်တင်ဆက်ပေးတဲ့ဆက်တဲ့တာမီဒီတာမီဖြစ်ပါတယ်ခင်ဗျာမင်္ဂလာရှိလားမင်္ဂလာရှိလားမင်္ဂလာရှိလားတော်ရဲ့မင်္ဂလာရှိလားအဲ့ဆိုရင်မင်္ဂလာပါပြော前面会转样没有？Ming
ချီးတယ်လည်းကြောတော့ညင်ချစ်ချီးရအပြစ်တော့ညင်လက်ကိုကြည့်တော့ညင်ချီးဖို့ချီးတော့ချီးတယ်လည်းတော့ညင်ချစ်ချီးရအပြစ်တော့ညင်အဲ့ဒါကိုတော့လည်းသူ့လိုမျိုးတော့ညင်ကျေးဇူးများတင်ပါတယ်ခင်ဗျာအမချွရတယ်ထုံးစံတိုင်းတစ်သေးပုံးဆိုပဲအဲ့ဒီချင်းရတယ်ဘယ်တော့ဆိုပြတဲ့ကြက်ရတယ်အခုမကြက်ရသေးဒါမဲ့လည်းမမချွစိတ်တော်စံတာအရာ။၃ယောက်တစ်ချက်တစ်ပုတ်ဆိုမယ်။ဘာရင်သားတော့ပါရဲ့။အခုဒီစင်တာထဲမှာရှိနေတဲ့အထက်မှာကျွန်တော်တို့ပရိသတ်တွေရှိရဲ့အပြင်မှာဒါဒီစင်တာထဲမှာရောက်နေတဲ့ပရိသတ်တွေအားလုံးကိုလည်းမိတ်ဆက်ပေးပါရစေ။ခုနကျွန်တော်တီးဆိုသွားတဲ့တခြင်းကတော့ကျွန်တော်ဗီတာမင်ရဲ့မကြာသေးမီမှာထွက်ရှိထားတဲ့မင်္ဂလာပါပြုလို့မြည်ရပါတယ်ခင်ဗျာ။ဒီနေ့ဗီတာမင်အပေါ်ပရိသတ်တွေအတွက်လည်းရန်လေးတွေမပြီးဘူးပြောပြပါဦး။ဟုတ်ကဲ့ပါခင်ဗျာ။ကျွန်တော်တို့ safety first နော်။အားလုံးပဲဒီမှန်နေပြိုကျတာပြန်ဝင်လို့ရတယ်လူပြုတ်ကျသွားလို့ရှိရင်ဒါထိခိုက်ရှာတာဖြစ်မယ်အဲ့တော့ပြောနေကြတဲ့ခေါင်းနေပြီးတော့အဲ့တော့မမီနဲ့မကင်နဲ့နော်နေတော့မကင်ထားရင်ပိုစသေးဖြစ်တယ်လိမ္မာရနော်လိမ္မာလားဟုတ်ပါပြီခင်ဗျာကျေးဇူးတင်ပါတယ်သိဖို့ပါလေ။ဘာသာကိုဘာကိုချာပါလဲ။ဘာသာကိုဘာအာရမလဲ။ဘာသာကိုဘာလာမကြလဲ။အချက်ပြတဲ့ပါလာကိုရောင်းလာတယ်။မာမဆယ်လီဆယ်လီ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 ဘာကဆယ်လီဆယ်လီဝါကစီးတဲ့တဲ့စီးတဲ့ချစ်ကိုနားလေဘေးလေးကိုဆွဲနေနေပြီးတော့နားလေယူနေကတော့ဒီပါရီတော့အိမ်နာတော့မစိတ်ကြတာပဲဟဲ့ဟေးစကားကြီးနေလို့ချိန်လာကြည့်စေလို့အာဝါဒန်နေရှမ်းတော့နေစကေပေါ်တော့မင်းနေရမှာဟဲ့မာယာကိုတောင်းပုံစားထားတယ်ရာကိုပါဝါရတယ်မာနပြပြတာကလာမစားတယ်အချက်ပူပူနဲ့ပါလာနေရနာဟဲ့မာမဆယ်လီဆယ်လီမာမဆယ်လီဆယ်လီမာမဆယ်လီဆယ်လီပါလာဆယ်လီဆယ်လီမာမဆယ်လီဆယ်လီမာမဆယ်လီဆယ်လီမာမဆယ်လီဆယ်လီပါလာဆယ်လီဆယ်လီဟဲ့The long time Mama cheap ba eh?
ဖတ်တစ်ပတ်ကြာသွား ဟိုမှာလုတ်ပေး 这个我们是要干嘛呢？哎，老高的， မလို့ပါ 来来，就这样的。 စွတောင်းနေ OK，然后第一遍 ပြီးတော့ ，OK， အဲ့ဒါလားလို့ ပြီးတော့တက်တာတော့အောက်ကလည်းစောက်နေတယ်ဆိုင်နေတယ်ရှိသေးတဲ့အတွက်အားလုံးကို request အိမ်မှာနော်အဘော ဒါပေမဲ့10မိနစ်လောက်တော့စောင့်ရမယ် နော် ပို့ပါ စောင်းမှန်ပါတယ်လို့စီတို့ ဒီကမီလာပါဦးလေဟိုမှာ နောက်တစ်ခေါက်ကြရင်အများကြီးဆိုပေးပါမယ်နော် အခိုင်းဒီမှာဟိုကကျေးဇူးတွေကလောက်ဆက်စကားပြောလိုက်တယ်လေ အဲ့ဒါကြောင့်မလို့ပါနော်ကျေးဇူးများကြီးတင်ပါတယ်မနေ့က7နာရီ9နာရီလေးကလာဆောက်တာ ကျေးဇူးများကြီးတင်ပါတယ်ပြည်သူရှင်တွေအတူတူဘုလိုမျိုးလာရောက်ပြီးတော့ဘုရင်အားပေးကြရဲ့ချစ်ရတဲ့သူပြောက်ချင်းစီရကိုဆိုင်တော့ကျေးဇူးများ တို့ တ မြော ယ် က်ကဘယ်တည်းနဲ့စိတ်ဆိုးတာလားဘယ်တော့ရှေ့ကိုခေါ် ကြောက်တာ တော့ခေါ်ယူလိုက်အခုလည်းနောက်ဆုပ်ဆုပ်သွား စီတို့တော့များစီရောဗီတာရောဟိုဒါနော်ပြေဆုံးပြီးတယ်ပြေဆုံးရှင်လဲဗီတာရောရှာရော3ယောက်လုံးပြေဆုံးပြီးတယ်ပြေဆုံးရှင်လဲအများကြီးကျေးဇူးတင်ပါတယ်မမအရင်ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ဖွင့် ကျေး လိုက် ဇူး တော့ တင်ပါတယ် ဘာလို့ဆိုအားလုံးပဲပြေလို့ရှိရင်အားပေးရမယ်နော် ပြေဆုံးရှင်လဲအားပေးပါ တက်တော်မှရှိရဲ့ကြားပြီလား အဲ့တော့ကျွန်တော်တို့ဗီတာဆိုင်စီဆင်မမရှိနေတော့ပါဒါမစစ်တဲ့ပေါင်းကြီးအဖြစ်ပေးပါကျွန်တော်ဗီတာဆိုင်တဲ့ဖန်တွေကမနေ့6နာရီတန်းစစ်တဲ့ဂျွန်ဘောတကားမဖွင့်သေးဘူးတချို့ဆိုသွားမတိုက်ခဲ့ဘူးတချို့ဆိုအားဘောင်းကြီးမပါဘူး လိုက်ပါလေ ထမိန်နဲ့လာတာအဲ့တော့ဘုရားကဘောလုံးလေးတွေမှာနံပါတ်4တွေပါတယ်အဲ့ဒီလက်ကင်းတော့အစီအစဉ်တွေကိုဗီတာဆိုင်တဲ့တယောက်ရွေးချယ်ချင်းနေပါဦးကန်လို့ရှင်ကတော့ဘာဖြစ်မလဲဆိုတာကိုမဆီရကြေညာပေးပါ ကျေးဇူးရှင်ကျွန်တော်တို့ပဲ ကျွန်တော်ယူမယ်လေ လက်စွပ်တယောက်တကွင်းနဲ့ ဝါတေပါ မိုက်လိုက်တာကျင်းနေကြားချင်ပါတယ် ဘူဝါလေးဘူဝါလေးဘူဝါပိုက်ရှင် လက် လေး ခုပ်ကန်ပေးမပေးဘူးတော့ပြန်ပြီးတော့ဒီပဲခြေနဲ့လက်ခုပ်ကန်လေး အာဘူဝါပိုက်ရှင်လေးရေခေါ်မှာပါဆိုလား ပြေဆုံးရှင်စိတ်ရွှေနောက်ဆိုင်ရာချင်းချင်းနဲ့ရွှေလက်စွပ်ရဲ့ပိုင်ရှင်ကဘယ်သူဖြစ်မလဲဆိုတာကိုရွေးချယ်ကန်ဆယ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကန်ဆယ်ဒီထဲမှာရွေးချယ်လိုက်တဲ့နံပါတ်လေးရယ်ပြီးတော့လူချင်းတို့ရဲ့လက်ထဲမှာကိုင်ဆောင်ထားတဲ့ဘောလုံးရဲ့နံပါတ်လေးရယ်ကိုက်ဆိုင်တဲ့သူကကန်နူးရှင်ဖြည့်ရွေးချယ်ခြင်းခံရမှာဖြစ်ပါတယ်ရှင် ဟယ်လိုအဲ့တော့ကျွန်တော်တို့ဗီတာဆိုင်မှာဘယ်တော့ရရှင်ရွေးချယ်ရမလဲဆိုတာကိုစုံစမ်းစိတ်မလားဘိုးကြားတတ်မလားမဟုတ်နှစ်ယောက်ပဲရွေးရမှာနှစ်ယောက်တည်းရွေးရမှာဘယ်သူရွေးရမလဲ ဆက်ချင်ရမှာ ဟောတရားသူအားဆွေးရတိုင်းဟော โอเคတားတော့မှာပါနိုင်လားနော် ကျင်ညာလိုက်လေ အချင်းညာ ဒါတော့ဆိုင်ပဲပေါ့နော် 60ဟုတ်လား60 60တို့အင်္ဂလိပ်လိုမပြော နံပါတ်60 နံပါတ်60ဟောဟိုမှာထောင်းနေပြီဟုတ်လား စင်မောတက်ခဲ့မယ်စင်မောတက်ခဲ့မယ်နံပါတ်60ဆိုရင် နံပါတ်60 Congratulations ပါနံပါတ်60ပိုင်ရှင်လေးစမင်းထပ်ကိုရှောင်းပါ နံပါတ်60 ဘာလို့ပောက်တိုင်းအကျုံးလို့လို့ အဲ့ နော် မှာဒီမှာ60လာနေတယ်မှာအဲ့နဲ့ဖောက်လိုက်တာဆို နံပါတ်60လာတယ်တော့အဲ့မှာဂျင်ကလေးနဲ့အဲ့လိုရှိဖောက်ကြတယ်ပေါ်လာတယ် လေးကမနက်ကတွေ့ရ post တွေသူတို့အက်တွေစောင့်လာကြတယ်ဒီနေ့ဘောလုံးမရတဲ့လူတွေကအက်တွေနဲ့ဖောက်ပါတယ်သူတို့ကအဲ့လိုမျိုး ဟုတ်ပြီမထဘူးအဲ့နံပါတ်60ဒီမှာလေးမထဘူးခေါ်ထားလိုက်ပါ နံပါတ်60 ကတိကလက်စီယာဗီတာမင်တက်နောက်တစ်ပြည့်ရွေးချယ်ပေးပါဗျာ ပြောသွားပြီနော် ဖတ်တော့55 ဆက်စမ်းပါ ကိုနှဝင်းကျေပြီ နော် နော်ပေါင်းချင်းကိုနဲ့လက်တွေကောင်းပြီလက်တွေပွင့်ပြီ ဒီကောင်းပါပြီ Congratulations ပါတော့အခုတစ်ယောက် အဲ့တော့ကျွန်တော်ကန်လို့ရှင်တို့ကိုရွှေလက်စောတကွင်းစီချင်းမလို့တဲ့ကျွန်တော်ပြည်တော်ရှင်စေရှင်နာဆိုင်အမေကရှင် MT Master နေဖြစ်ပါတယ်ခင်ဗျာ လက်ပတ်တော်နဲ့ကျွန်တော်မိတ်ခေါ်ပေးပါအောင်ရှင်ရွှေလက်စွပ်ဝမ်းမျိုးချင်းချင်းပါဖြစ်ပါတယ် Okay
အဲ့ဒါတရားစလုံးဒါဗီတာနဲ့ဆိုင်တာဘေးကနေဒီလိုတော့အောင်စပတ်ကန်ပြီးတော့ လက်တော့လည်းကြားပါလိမ့်စီကို ဘာလို့လဲလက်တော့မကြည့်ကြဘူး ဘာမတာဘူးသူတို့ကမရဘူးသူတို့ကမရဘူးမတာဘူး အဲ့တော့ကျေးဇူးများကြပါတယ်ပြည်သူ့စီစဉ်နာဆိုင်ဒီတော့ကစီမလာလာပါပြတ်ပါစေအဲ့တော့ပြည်သူ့စီစဉ်နာဆိုင်ရဲ့ good view လေးတို့ကိုလည်းအမားနေပြီးတော့ချိန်ကြပေးပါဦးဗျာ ကျွန်တော်တို့2009ခုနှစ်ကရတဲ့စပြီးတော့ဒီထောင်ခဲ့တဲ့ပြည်စုံရှင်စိတ်ရှင်ရတာတိုင်းကိုစဉ်ဆက်မပြတ်အားပေးလာခဲ့ကြတဲ့ရနာချစ်သူတွေကိုကျေးဇူးမေတ္တာထုတ်ပြန်နေနေနဲ့ရောအားလုံးရဲ့တောင်းဆိုမှုတွေကြောင့်များကြံမင်းအချိန်လေးမှာကျွန်တော်တို့ပြည်စုံရှင်စိတ်ရှင်နာဆိုင်ရဲ့ဆိုင်ရွေးနံပါတ်3ကြီးကိုဘော်ယူဆာနဲ့တိုးချက်ဖွင့်နေပေးသားတော့မှာဖြစ်တဲ့ဆိုတဲ့အကြောင်းလေးလည်းထပ်ပြီးတော့တည်ငောင်းလေးပါပေးလိုက်ပါတယ်အဲ့တော့အခုအားလုံးရောက်ရှိနေကြတဲ့ဒီဗီဒီယိုမှာဖြစ်ပါလေရန်ကုန်ရှင်မြို့ရိပ်ပါမယ်ဖြစ်မလားဒါမှမဟုတ်ရင်နောက်ထပ်ဗီဒီယိုမှာများဖြစ်မလဲဆိုတာကိုဘော်ယူဆာနဲ့သိချင်နိုင်ဖို့ရအတွက်ပြည်စုံရှင်စိတ်ရှင်နာဆိုင် Facebook page မှာရော TikTok မှာရော like and follow တွေလုပ်ပြီးတော့ဘော်ယူဆာနဲ့စောင့်မျှော်ကြည့်ရှုအားပေးပါဦးပြီးတော့ကျွန်တော်တို့ရဲ့ပြည်စုံရှင်စိတ်ရှင်နာဆိုင်နဲ့တူတူအခုလိုမျိုး share တဲ့ Better Shine ဆွေးလို့နဲ့တူတူဖိတ်ခေါ်ပေးတဲ့ပြည်စုံရှင်စိတ်ရှင်နာဆိုင်ရဲ့ဒီထောင်သူပေကန်ရှင်မမနဲ့တူတူအားလုံးရဲ့ fan တွေပရိသတ်တွေအကုန်လုံးနဲ့တူတူအမှတ်တရ လက်ခုပ်တယ်လေ ကြားရစေ အဲ့ဒါပုံစံစတဲ့ဒီလိုပြရဆိုင်ရဝတ်ဆက်ဖြစ်သွားပြီဆိုရင်ကျွန်တော်လည်းပါပါပေါ့နော်အခုဆက်လည်းလည်းလာခဲ့ရမယ်အဲ့တော့ကျွန်တော်အစီအစဉ်ရဲ့နောက်ဆုံးစီစဉ်ပါကျွန်တော်အရှိတ်သွားမယ်နောက်ကပြတ်တဲ့ဘေးကပြတ်တဲ့ပါလို့ဆက်ပြီးဆွဲပါနော်โอเคဒါအားလုံးရှိလို့သွားမယ်โอเคမဆက်နေကြည့်နေကြပါတယ်ရှိလို့ဆွဲလိုက်ပါโอเคလက်ဆောင်ရပြီးသားပြတ်တဲ့ရတော့အောက်မှာပြင်ပြီးနေရယူပေးပါခင်ဗျာ Thank you โอเคရောကိုဆန်လေးကိုထိပြီးပါအောင် ဒါပေမဲ့အားလုံးကကြည့်တာ ကိုဆန်လေးကိုထိပြီးအောင် ထိုင်နေတယ် အဲ့ဒါပဲခံနေတယ်အားလုံးပါမယ်အပေါ်လည်းချက်လို့ရအောင်နော်ဆန်လေးထိပြီးပါအောင်ဘယ်လိုလေးတွေရေးအောင်အတက်လေးတွေပါโอเคအဲ့တော့ကျွန်တော် post ပုံပုံနဲ့လုပ်ပါမယ် ready 3 2 1 go fast Okay, my another post chain on it. Baba. Malu, aku mana lewat di mana ni?အော်အဲ့မှန်းလိုက်လို့ Ada mana lewat mana, mana lewat. Okay, okay, okay. Bilang ni lewat ni, Pak, mana lewat? Okay. Okay, now so let's go, Pak. Ada cara peto sisi sisi sana dulu, kami sedang cuma berdua. Abi muda kau ni mana kaya? Okay, all the channel में डाले, चलो बेटा ने चैनल पे फैंटेसी ने साथ में रखा हमारे को यार, अगर फैंटेसी पे बेटा दे कुछ ने साथ में भी अपने या हमारी, अगर बेटा ने चैनल पे खाते आप फैंटेसी ने रखा भी बाव ना, बाकी बंदे में किसी भी आशे में आए हैं, चलो Okay. ခုလိုမျိုးရှင်းရတဲ့ပြည်သူတွေလို့ဆိုရအောင်အခုပြင်စားပေးထားတဲ့ပြည်ဆောင်ရှင်စိတ်ဆန္ဒဆိုင်ကိုလည်းကျေးဇူးများတင်ပါတယ်ဒီလိုမျိုးဌာနရဲ့ပွဲတွေကိုစီစဉ်ပြီးတဲ့ Park City Complex ကိုလည်းကျေးဇူးများတင်ပါတယ် အဲ့တော့ဒီနေ့ကတော့တကယ်ကိုမတရားဖြစ်ပါတယ်ဗီဇာနဲ့ဆိုင်တော့တို့ရဲ့ rules တွေ regulation တွေကိုနော်သိပင်ပြီးတော့ပိတ်တဲ့တကယ်ကိုအလိုလိုက်ထားတဲ့အစီအစဉ်တွေလည်းပါပါလေအဲ့ဒီအတွက်လည်းဒီလိုမျိုးဗီဇာနဲ့ဆိုင်ကျေးဇူးများတင်ပါတယ်တို့ရဲ့နော်စူးစမ်းမှုတိုင်းကိုဒီလိုတိုင်းနဲ့လိုက်ပါပြီးတော့ဖြည့်ဆည်းနေတဲ့ကျေးဇူးများတင်ပါတယ်ဒီနေ့โอเคကျွန်တော်အစီအစဉ်လေးပြန်လေးလုပ်ပါမယ် City Complex ကတော့ရှိတဲ့များလားစီစဉ်နေပါပါတော့ဒါတော့ခဏခဏလေးဆောင်နေရပါရှင်အားလုံးလေးတို့ကျွန်တော်တို့ပုံလေးလည်းလည်းရအောင်စီစဉ်ပေးပါမယ်ဝါဘလောက်ဒီဖန်နေရရှိလဲနော်ဒီကနေ့ဒီမှာလေဒီလိုမျိုးချစ်ခင်အားပေးနေတဲ့တန်လေးတွေအားပေးဖို့တွေတော့ကျွန်တော်တို့ပြန်လေးဆိုင်ဟာအများကြီးပုံ ဒီလိုဆဲတော့ဆဲလာတော့ အဲ့ရရတင်းနေတင်းနေတင်းနေ
ကုန်တော့နေတယ်ဒီလိုကိုဒီနေ့ကတိလေးနဲ့ညလိုက်တော့မနာတော့တော့ဆက်လို့ပါဆွေးနွေးဆွေးနွေးရောင်းရင်ပေးစီလေးနဲ့နော်အားဒီစနေချီတော့ဝါ ဝါ အောက်ချလိုက်တော့ဘာရတာလဲတက်တယ်ပြီ အေးဒီမှာတော့အစားခံနေရ အဲ့တော့ကိုလေး ကဲဟုတ်ကဲ့ကျွန်တော်နောက်ထပ်ဆမ်မစီတစ်ခုပါကျွန်တော်အချိန်လေး9မိနစ်ပဲရပါတယ်အဲ့တော့ဒီမြန်လေးနဲ့သွားပါမယ်နော်အဲ့တော့ကပ်ပေါ်လေးနဲ့ရရတယ်ရတယ်ဘာလို့ဝိုင်းပေးနေခိုင်ခိုင်ခိုင်နေလဲဒီပါဒီပါ ဘာလို့ပတ်နေရောနော်โอเคနောက်တော့တန်ဖိုးစစ်တစ်ခါပေးနေရတော့တစ်ခါလဲတက်လိုက်ပါပြောချင်းစီဆိုကျွန်တော်ချာနေတယ်နော် ခက်ကုန်လေးရေးပါရှင်โอเคမနေ့ကလေးရေးပေးပါရှင်ခဏလေးပါနော်ခက်ကုန်လေးတော့ခဏလေးဆောင်ပေးပါရှင်ညီမလေးခဏလေးပါနော်ညီမလေးခဏလေးပါနောက်မှခက်ကုန်လေးရေးပေးပါရှင်ဒီဒီလေးပါတယ်โอเคအကျဉ်းလေးလေးနော်တလဲထီဝေးထီဆွေကြီးတွေဆောင်လိုက်ပါစေဖတ်တယ်ရင်းချတာနော်ဒီကားလေးချပါရှင်ช็อกโกแลตလို့ချစ်ကြတယ်ချစ်တယ်နော်ဝါတို့တမကပြီးတော့ချစ်ကြတဲ့ခလေးကတော့ဒီကနေ့ဆိုင်ကိုလာချစ်စရာနေပါတယ်။ဒီကနေ့နိုင်ကိုချစ်တယ်ပါ။ကျွန်တော်တို့လေးဆိုင်ကြပါ။ဒီကိုလေးဆိုင်ပါနေတော့ဆိုတော့နော်ဒီကနေ့ဆိုင် โอเค ပါ ကျွန်တော်ဒီဘက်ကဒီကနေ့ကဆမ်မစီဒီဘက်ကနေတက်လို့ရတယ်နော်ဟောအဲ့ဒါဟုတ်လားโอเคလောပါတော့ အဆောင်လေးဒီမှာဒီမှာနော် တိုင်းလိုက်ခိုင်းလိုက်အဲ့ဒါအုပ်စုတိုင်းလိုက် ဒီနေ့ဒီရောမှာဆိုဆက်စားလေးလေးတွေနော် โอเคရအောင်နောက်တော့ရအောင်ရ ဒီနေ့ဒီမှာလေ ဒီမှာလေ ဒီနေ့ဒီမှာလေဘယ်တနေ့ဆိုင်ကိုချစ်ကြတဲ့ခံရ ဒီ တော့ တော့တော့ဆက်ပါလို့ပါ ကျွန်တော်အိမ်ဆိုင်လာနော် ဘယ်လိုဆက်ပါလဲဒီနေ့ကအားကုန်တာပုတ်တယ်နော်โอเคနောက်ထပ်ဒီနေ့လေးပါโอเคကျွန်တော်တို့ရပြီးတာနဲ့ဒီစီးလေးနဲ့တို့အောက်မှာပြန်ပြီးတော့ပြန်ပြီးပါနော် ညာရေးပေးပါပြီးပြီရှင်နော်မိုင်းလေးချန်လေးလားချန်လေးလားရှင်โอเค โอเคကျွန်တော် last minute ပါနောက်ထပ်2မိနစ်ပဲချိန်ရပါမယ်ခင်ဗျာ last minute ပါ2မိနစ်ပဲချိန်ရပါမယ်ခုလိုမျိုးရန်ကုန်ရှင်တို့ရဲ့တကယ်ကိုလမ်းမနေအားလို့ပြင်ဆင်ရတဲ့ time feeding complex ရဲ့
ကယ်ကိုတော့ရတဲ့နေရာတွေကဖြစ်တယ်ကျွန်တော် ဒီ တို့ လိုဘောရရတဲ့နေရာဒီနောက်ဆုံးသိနေတယ် ဟုတ်တယ် တော့ဒီနေ့ချင်းနေတဲ့လူတွေပြောတယ်တကယ်တော့အခုကြီးကဒီနောက်ဆုံးဒီချိန်မရှိတော့တော့ ဟုတ်ပါတယ် အဲ့တော့ဗတ်ပြရတဲ့နောက်ဆုံးဒီလိုကြီးပါတယ်တော့အဆက်ပါလို့ဒီလိုအကျိုးဆိုတော့ကြောင်းနေတာဇီယပွဲလို့ရတော့အထူးစီမံနေတာအမိုင်းလို့လည်းဒီနေ့လေရောက်ရှိလာတာ ဟုတ်တယ်နော်ကိုလေးရဲ့ဖိတ်ကြားမှုနဲ့ဒီလိုခန်းသားရဲ့ကိုဒီစက်ပြလာတော့လို့ပါ ကျွန်တော်လည်းတကယ်တော့မှရန်ကုန်ဒီချန်ပြီးလို့ရှိရင်လုံးဝမီဒီယာအမှတ်တရ ဟုတ်တယ်ကျေးဇူးများတင်ပါတယ် ဒီလိုလိုက်ပါတယ် မြန်မာနိုင်ငံရဲ့ပထမဦးဆုံးနဲ့အကောင်းဆုံးသော jewelry wall မှာဝိသနာဆိုင်ထိုင်းချီကိုလာတာ ဒါစီရီကလည်းဒီလိုရှိပါသေးတယ်နော်ကျောင်းရည်ကလာဖို့လို့ဆိုလာတော့လည်းနော်ဘယ်လိုရှိလဲအားလုံးပေါင်းပါမယ်ဒါမှမဟုတ်တော့ဘုံဘုံတော့ပြီးတော့ကျွန်တော် partnership လုပ်ပေးတဲ့ဆန်ကြောင်းများစွာတစ်ခါကကျေးဇူးတင်ရပါတယ် ဆိုင်နေပါတယ်နော်ဒီ jewelry wall ထဲမှာမြန်မာနိုင်ငံရဲ့အကြီးဆုံး wall ကိုပြော ကျေးဇူး တာ ပါရေနာရီကိုအစုပ်ပြီးဆုလို့ရတယ်ရေနာတက်ကြီးလို့ပြောရရတယ် ဟုတ်ပါတယ်ရနာဆိုင်နမောင်း150ကျော် ။ဒါအားဖြင့်ကျွန်တော်ပြည်ပြည်နေတာလေ။ရေနံစတဲ့မင်းသားတို့ကိုကျွန်တော်ဒီအစီအစဉ်ကိုအခြားသောဘဝတွေအခြားသောဒီတော့ပစ္စည်းတွေစိုက်ရပါပါဝတိအဖြစ်ပြီးတာနော်။ဒီကုသိုလ်တွေဆိုလို့ရှိရင်တော့ဝါစိတ်ပြားတို့ဗာဒီရှင် wireless business ပါဒီလိုရှိတဲ့ jewelry man ဒီလိုရှိတဲ့ဝင်တဲ့ကစားမယ်ဒီလိုရှိရင်ကျွန်တော်တို့ရွှေရှင်တွေဒါတွေကဘာသာရေးတို့အားလုံးကိုလောက်ပေးသားလို့လည်းဒီလိုခံရပါ ခ တော့ ဏလေးပွဲကြည့်တာ ဟုတ်ပါလေ ဟုတ်ပါတယ်အဲ့တော့ကစားလေးဆိုရင်ကျွန်တော်ကတကယ်ကြီးတွေကစားနေလို့ရပါတော့အခုဆိုရင်အသက်20 တန်ဆယ်လေးစီရရတယ်။ကဲအဲ့တော့ကျွန်တော် last chamber နောက်ဆုံးဓာတ်ပုံတစ်ပုံအားလုံးပြီးပါပြီ။ဒါတော့ဒီလိုညောင်းခဏလေးချက်မယ်။โอเคဒီလိုစစတဲ့ဗီတာမင်ဓာတ်ပုံတစ်ပုံလည်းပြီးပါပြီ။အားလုံးဓာတ်ပုံတစ်ပုံလည်းကောင်း။ဒီလိုစေဝါစေလို့ရပါပြီ။ဒီမှာစေဝါစေလို့ရပါပြီ။ဓာတ်ပုံလေးတစ်ပုံကို 老兵，这。 အမေရောလည်းကျေးဇူးများတင်ပါတယ်။ကျေးဇူးတော်တင်ပါတယ်။ဒီမှာဒီနေ့ဆက်ပါ အားလုံးလည်းချစ်ပါတယ်အားလုံးကိုကျေးဇူးပါတယ်အားလုံးလည်းဆက်ပါတယ်နော်ဘယ်လိုလို့ရှိစင်နာဆန္ဒတွေရောအဲ့ဒါတွေစီစဉ်မှာပေါ်လို့ပြီးခဲ့တဲ့ဒီကနေ့ဆက်ဆိုင်တဲ့တော့ဒီချီယာလက်စီအားလုံးကျေးဇူးတင်ပါတယ်ခရီးပြီးတဲ့ဒီလိုစီစဉ်တာလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်တို့ပြန်သွားလို့ရှိရင်ဆက်ရှိနေရဆိုလို့ရှိရင်အဲ့ငယ်ငယ်လေးကိုပြုတ်ပြီးတော့မပြီးပါနဲ့တော့လက်ခံတာဟုတ်တယ်နော်ဟုတ်ပြီအားလို့ပါနော်ဘောလူတွေအားလုံးကျေးဇူးများတင်ပါတယ်တက္ကရာအားလုံးဒီမှာကျေးဇူးပါမယ် ညနေမှာဒီကျေးဇူးတင်ပါတယ် ခုလိုဒီနေ့ပြင်ချပေးတဲ့ပြေဆုံးခြင်းဆေးရှင်တော်ဆိုင်ကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ပြောပြရေးစီစဉ်တွေအများကြီးရှိပါသေးတယ်နော်။ပြောပြရေးစီစဉ်တွေအများကြီးရှိပါသေးတယ်။ဒီကျွန်တော်ရဲ့ bridal showroom လေးနဲ့မြန်မာပြည်စီစဉ်မှာနိုင်ငံတော်ပြည်ချင်းပြည်နယ်ရှင်မောင်များဆောင်နေပြီးလို့စီစဉ်လာမှာဖြစ်ပါတယ်။အဲ့တော့ခဏနေလို့ရှိရင်ကျွန်တော်တို့အားလုံးချစ်ကြတဲ့ဟာမှာမေဘီစီလေးရောက်နေပြီ။ပြီးတော့အားလုံးချစ်ကြတဲ့ခဏဒီမာလေးတွေရဲ့တဲဆွဲအောင်မင်းခန့်လေးလည်းရောက်နေပြီ။တော့ခဏနေ bridal showroom မှာပါဝင်ကြမယ့်အလုပ်ပညာရှင်တွေရတယ်နောက်မှာလက်ဝဲရနာတွေပြင်ဆင်နေကြပြီ ဒီစနေလေးအဲ့တော့ကျွန်တော်တို့ကတော့ဒီဆိုင်တော့စီတော့အပေးခဲ့တယ်လေကျွန်တော်ဒီစီစဉ်ကိုစနေလေးစီစဉ်ရဲ့ပြည်သူတွေကိုလေးခါလေးကျွန်တော်တို့ကဒီမှာဒီတော့ကျွန်တော်တို့ဆိုတော့ဒီမှာဒီကနေ့စီစဉ်နေကြတဲ့ဒီကတော့ကျွန်တော်တို့စီစဉ်တော့ပါဘူးအဲ့ဒါနဲ့တော့ဆိုနေကြတာမာကလေးတော်တော်များများလည်းဇက်ကိုညားနေတဲ့တော့ဒီလိုဆိုတာ ဒီလိုဆိုရတာဒီလိုစီကောင်းတယ်ပါတော့ဆက်ဘုံနဲ့လည်းပါတယ်ဘာလို့လဲ
မတိုးနဲ့နော်လမ်းလေးနဲ့အရမ်းမတိုးပါနဲ့အရမ်းမတိုးပါနဲ့နော်လာလိုက်တော့ပါ